ဟုတ်ကဲ့စားကြပါဦးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းဒီကောင်မများအားလုံးဟုတ်ကဲ့စားကြပါဦးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းဒီကောင်မများအရင်ပြပါမယ်လို့ကဲစားပါပြီကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းညီကောင်မများမင်္ဂလာပါလို့ဟုတ်ကဲ့ဒီနေ့ကကျွန်တော်တာဖတ်နှစ်ယောက်ဝက်အူထောင်းလေးနဲ့ပေါ့နော်ဟုတ်ကဲ့ဝက်အူလေးနဲ့ကျွန်တော်တို့ဟိုနဲ့မုတ်လီလေးပေါ့နော်မုတ်လီလေးနဲ့ဝက်အူလေးနဲ့ထောင်းပါတယ်လို့ဟုတ်ကဲ့ဒီဘက်ကတော့ကျွန်တော်တို့ပင်လေစာခိလေးတွေပေါ့နော်ဟုတ်ကဲ့ခိလေးကြီးတော့ကြီးတယ်ကျွန်တော်ဝယ်လာတာ140ဘူး14 5လုံးတော့မပြီးဘူး10လုံးကြော်လောက်ပဲရှိတယ်10လုံးလောက်ပဲဟမ်10လုံးကြော်ဟုတ်ကဲ့စားကြပါမလားလို့နော်ဒါကဒီဖြူလေးကတော့ကျွန်တော်စားဖို့အတွက်အစိမ့်သက်သက်လေးထားတာပေါ့နော်ဟုတ်ကဲ့ဒီဖြူလေးတွေကသမီးကအစိမ့်မစားရဘူးဆိုတော့အဲ့ဒါသူ့ပြုတ်ပေးထားတာပေါ့နော်ဟုတ်ကဲ့အသီးနှံလေးလည်းပါပါတယ်လို့ဟုတ်ကဲ့စားကြပါဦးလားကျွန်တော်မိတ်ဆွေတငယ်ချင်းကိုမှတ်မှာအောင်ဟုတ်ကဲ့ဖြူစိမ့်လေးကိုဒီနေ့ဆွဲလိုက်ဒီစားရရသမီးဟုတ်ကဲ့စားကြပါဦးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းဒီကောင်မများအားလုံးဟုတ်ကဲ့စားကြပါဦးဖြူစိမ့်တာဟုတ်ကဲ့စားကြပါဦးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းဒီကောင်မများအရင်ပြပါမယ်လို့ဒါဖြူစိမ့်လေးပါနော်ဖြူစိမ့်လေးတွေကိုနမ်ချင်းကျွန်တော်ကဖြဲပြီးထည့်လိုက်တာပါဟုတ်ကဲ့စားကြပါဦးကဲစားပါပြီဟုတ်ကဲ့စားကြပါဦးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းဒီကိုမမှန်မအောင်ကြည့်ပြပါတယ်တော့တော့လည်းနည်းနည်းတိတ်မလို့ဖြစ်ပါသူများကလည်းဒီနေ့ပြောပဲအဲ့ဒီနေ့ပြောပဲဟောစားရအောင်ဟုတ်ကဲ့ဟောတိတ်မလို့ဟုတ်ကဲ့ဘယ်မှာထောက်တာ
ခိဟုတ်ပါဘူး ဆက်လိုက်ဆက်လိုက်ဆက် ဆက်တော့အဲ့ဒီဆက်ဆက်